လဲဆိုတော့ကျွန်တော်တို့အဖရဲ့အိမ်တော်မှာအိမ်တော်သားဖြစ်ခွင့်ရပြီဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ် Hallelujah အိုအဖရဲ့အိမ်တော်မှာအိမ်တော်သားဖြစ်ခွင့်ရတဲ့အတွက်ကြောင့်ကိုရောကိုယေရှုတင်တယ် Corona
ရှိနေတဲ့ရဲ့ထောင်တွေထဲအိမ်တော်မှာတရက်သာ၍ကောင်းသည်ကောင်းသောရမရှိနေတဲ့ဘဝတွေထဲအိမ်တော်မှာတကားဆောင်လေးဖြစ်ချင်သည်အခြားသောရမရှိနေတဲ့ရဲ့ထောင်တွေထဲအိမ်တော်မှာတရက်သာ၍ကောင်းသည်ကောင်းသောရမရှိနေတဲ့ဘဝတွေထဲအိမ်တော်မှာတကားဆောင်အခြားသောရမရှိတဲ့အခြားသောရမရှိတဲ့ထောင်တွေထဲအိမ်တော်မှာတရက်သာ၍ကောင်းတဲ့ရမရှိတဲ့ကောင်းသောရမရှိတဲ့ဘဝတွေထဲအိမ်တော်မှာတကားဆောင်တဲ့အခြားသောရမရှိတဲ့အခြားသောရမရှိတဲ့ထောင်တွေထဲအိမ်တော်မှာတရက်သာ၍ကောင်းသည်ကောင်းသောရမရှိတဲ့ဘဝတွေထဲအိမ်တော်မှာဝန်ခံရအခြားသောရမရှိတဲ့ရချောင်းတွေထဲအခြားသောရမရှိတဲ့ရချောင်းတွေထဲအိမ်တော်မှာတရက်သာ၍ကောင်းသည်ကောင်းသောရမရှိတဲ့ဘဝတွေထဲအိမ်တော်မှာတကားဆောင်လေးဖြစ်ခြင်းသည်ကျွန်တော်နေချင်နေတာကိုရောရဲ့ဒီနာမှာကိုရိုနာပဲကျွန်တော်ငယ်ရရှိချင်ခဲ့ဝိညာဉ်တော်ကိုရောမျက်မှောက်တော်တဲ့